diode ဆိုတာဘာလဲပေါ့ diode လေးကဘယ်လိုပုံစံရှိလဲပေါ့ diode ကဘယ်လိုအလုပ်လုပ်လဲပေါ့ဘယ်နေရာမှာငါတို့အသုံးပြုလဲပေါ့နော်ဒါတွေကိုဒီနေ့ပြောပြသွားမှာဖြစ်တယ်ပထမဆုံး diode ဆိုတာဘာလဲ diode ဆိုတာဒီပုံစံရှိတယ်သူမှာ body ရှိမယ် strap လို့ခေါ်တယ်နော်အဖြူချောင်းလေးအဖြူဘက်လေးရှိမယ်လက်လို့ခေါ်တယ်ခဲငုံနှငုတ်ထွက်နေတယ်ပေါ့နော်သူရဲ့နာမည်က die အလက်ထုတ်ငုံနှငုတ်ပါတဲ့ကောင်လို့ပြောတာတော့ die ရဲ့ပုံစံဒီလိုပုံစံရှိတယ်ဟုတ်ပြီအဲ့ဒီအဖြူဘက်လေးပါတဲ့ကောင်ကတ်တုတ်အမလို့ခေါ်တယ်ကတ်တုတ်အမငုတ်လို့ခေါ်တယ်ကတ်တုတ်အမငုတ်လို့ခေါ်ပြီးတော့အဖြူဘက်လေးမပါတဲ့ကောင်ကြတော့အနှုတ်အပေါင်းလို့ခေါ်တယ်ပေါ့ဒါဆိုရင်တခြား diode ပုံစံတွေရှိသေးလားရှိတာပေါ့ Zener diode တွေ light emitting diode တွေ LED တွေထားရလဲ diode တွေပဲပေါ့နော်ဒါဆိုရင် diode ကတစ်ခုကဘာလုပ်ပေးရလဲပေါ့နော် diode တစ်ခုကဘာလုပ်ပေးရလဲဆိုလို့ရှိရင် diode တစ်ခုကဒီမှာနော်ဘယ်လိုပြောမလဲကတ်တုတ်လို့ခေါ်တယ်အမငုတ်ဘက်ကိုဘက်ထရီရဲ့အမငုတ်နဲ့ဆက်မယ်အနုလို့ခေါ်တဲ့အဖိုးဘက်ကိုဘက်ထရီရဲ့အဖိုးနဲ့ဆက်မယ်ဆိုလို့ရှိရင် current စီးဆင်းခွင့်ပေးတယ် allow current to pass ပေါ့နော် current စီးဆင်းခွင့်ပေးတယ်တို့ပေမဲ့ဒီမှာဒီ diode ရဲ့အမငုတ်ကိုဘက်ထရီရဲ့အဖိုးနဲ့ဆက်မယ်diode ရဲ့အဖိုးငုတ်ဘက်ကိုကျဘက်ထရီအမငုတ်နဲ့ဆက်မယ်ဆိုရင်เนาะသူဒီ current ကိုစီးဆင်းခွင့်ပေးမှာမဟုတ်ဘူးပေါ့နော်one direction တစ်ခုတည်းစီးဆင်းခွင့်ပေးတာပေါ့ဘာနဲ့တူလဲဆိုတော့ one way bay နဲ့တူတယ်ပေါ့နော်ဥပမာငါတို့မှာဆိုရေပိုက်လေးတစ်ခုရှိတယ်အိမ်မှာအစု one way bay လို့ခေါ်တဲ့ association လေးတစ်ခုရှိရဆိုပါစို့ရေထဲကနေဒီဘက်ကိုစီးလာမယ်ဆိုရင်တော့ဒီ base လို့ခေါ်တဲ့ association လေးဟာပေးမယ်ရေတွေစီးဆင်းခွင့်ပေးမယ်ပေါ့ဒါပေမဲ့ရေတွေကပြောင်းပြန်သာစီးဆင်းလာခဲ့မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ big association လေးကပိတ်ဆို့ထားမှာပေါ့နော် Zener diode ရဲ့လုံးပေါ်လဲအတူတူပဲပေါ့နော်ဒီဘက်ကနေစီးဆင်းလာမယ်ဆိုရင်တော့သူဒီစီးဆင်းခွင့်ပေးမယ်ဒီဘက်ကနေစီးဆင်းလာမယ်ဆိုသူဒီပိတ်ထားမယ်ပေါ့ direction တစ်ခုပဲစီးဆင်းခွင့်ပေးတာပေါ့ဒီမှာကြည့်မယ်ဆိုရင် battery ရဲ့ mine နဲ့ပေါ့နော် battery ရဲ့အနှုံနဲ့နောက် Zener diode ရဲ့အနှုံနဲ့ဆက်မယ်နောက် battery ရဲ့အပေါင်းနဲ့ Zener diode battery ရဲ့အပေါင်းနဲ့ Zener diode ရဲ့အပေါင်းနဲ့ဆက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် current အစီအစဉ်ဝင်ပေးတယ်ဒီမှာမီလင်းလာမယ်ပေါ့နော်ဒါပေမဲ့ဒီမှာရှိတဲ့ Zener ဒီမှာရှိတဲ့ diode ကိုပြောင်းပြန်လှန်လိုက်မယ်ဆိုရတဲ့ဒီဘက်ကဒီမှာအနှုတ်ကိုအပေါင်းနဲ့သွားဆက်မယ်အပေါင်းကိုကြတော့သွားပြီးအနှုတ်နဲ့သွားဆက်မယ်ဆိုရင်စီစဉ်ဝင်မပေးဘူးမီလင်းမှာမဟုတ်ဘူးပေါ့ဒါဆိုလို့ရှိရင် diode ကနော်diode ရဲ့အမငုတ်လေးဘက်ကိုအမငုတ်ဆိုဒီ minus ဒီမှာရှိတဲ့အဖြူရည်လေးအမလို့ဖော်ပြနေတဲ့အတိုင်းပဲဒီမှာရှိအမလေးနဲ့ဆက်မယ်ဆိုလို့ရှိရင်ဒီမှာရှိဒီဘက်ကအဖိုးလေးနဲ့ပေါ့နော်ဒီဘက်ထရီရဲ့အဖိုးလေးနဲ့ဆက်မယ်ဆိုလို့ရှိရင် current စီးဆင်းခွင့်ပေးတယ်ဒါငါတို့ဘာလို့ခေါ်လဲဆိုရင် current စီးဆင်းခွင့်ပေးတယ်ဆိုရင် forward bias လို့ခေါ်တယ်forward bias မုံမှာဆိုလို့ရှိရင်ဒီ diode လေးက conductor လေးကိုပစ္စည်းအနေနဲ့လှုပ်ဆောင်မှာဖြစ်တယ်အဲ့လိုမှမဟုတ်ဒီမှာအမငုတ်ဘက်ကိုအပေါင်းနဲ့ဆက်မယ်အဖိုးဘက်ကိုကျတော့နှုံနဲ့ဆက်မယ်ဆိုလို့ရှိရင်တော့သူဒီ current ကိုပိတ်ဆို့ထားမှာဖြစ်ပြီးတော့လုံးဝစီးဆင်းခွင့်ပေးမှာမဟုတ်ဘူးဒါကို reverse bias လို့ခေါ်တယ် current စီးဆင်းခွင့်မပေးတော့ reverse bias ပြောင်းပြန်ဆက်တယ်လို့ခေါ်တယ်အဲ့ဒီပြောင်းပြန်ဆက်လိုက်လို့ရှိရင်သူကဘာအနေနဲ့လှုပ်ဆောင်မလဲဆိုရင် insulator လေးကပစ္စည်းအနေနဲ့လှုပ်ဆောင်မယ်ငါတို့ဘယ်လိုပြောမလဲbeauty ဒီဘက်မှာရှိတဲ့အကောင်တွေကိုနော်အမျိုးအစားသုံးခုခွဲလို့ရတယ်လျှက်ကူးပစ္စည်းလျှက်ကပစ္စည်းနဲ့တစ်ပိုင်းလျှက်ကူးပစ္စည်းဆိုပြီးခွဲလို့ရတယ် conductor ကိုကြည့်မယ်ဆိုလို့ရှိရင်သူမှာshare ရှိတယ်အပြင်ဘက်ဆုံးပတ်လမ်းအပြင်ဘက်ဒီမှာဆို first share မှာ2လုံး second share မှာ4လုံး third share မှာတစ်လုံးပေါ့နော် third share ကိုဘာလို့ခေါ်သေးလဲ valence share အပြင်ဘက်ဆုံးပတ်လမ်းလို့ခေါ်သေးတယ်အပြင်ဘက်ဆုံးပတ်လမ်းမှာရှိတဲ့ electron လေးနဲ့အပြင်ဘက်ဆုံးပတ်လမ်းရဲ့အထက်မှာပါရှိတဲ့လို့ conduction band ပေါ့နော်ဒီ electron လေးစီးကူးနိုင်တဲ့ band လေးရှိသေးတယ်ပေါ့နော်ဒီ conductor တွေမှာဆို conduction band နဲ့ valence share က overlap ထပ်နေတဲ့အတွက်ကြောင့်ဒီမှာရှိတဲ့ valence electron လေးဒီအပြင်ဘက်ကိုအလွယ်တကူ freedom ပေါ့နော်လွတ်လပ်စွာ
ဒီဘက်ကိုသွားလိုက်ပြန်ဝင်လာလိုက်3 2မို့လက်စွာယူရှာလို့ရတယ်ပေါ့နော်ဒီမှာ insulator ကိုကြည့်မယ်ဆိုလို့ရှင်သူဒီမှာပြင်ပဆုံးပတ်လမ်းမှာဆိုရင်1 4 6 8လုံးရှိတယ်ပြင်ပဆုံးပတ်လမ်းနဲ့ conduction band နဲ့ကကြတော့ဝေးလွန်တဲ့အတွက်ကြောင့်ပေါ့နော်ဝေးလွန်တဲ့အတွက်ကြောင့်ဒီမှာရှိတဲ့ electron တွေဒီထွက်သွားလိုက်ပြန်ဝင်လိုက်လုံးလုံးလုံးလို့မရဘူးပေါ့ဆိုတော့ဒီပဲလက်စစ်လုံးဝစီကူနိုင်ခြင်းမရှိဘူးပေါ့နော်တော့ဒီမှာရှိတဲ့ insulator ကိုကြည့်မယ်ဆိုလို့ရှိရင်ပြင်ပဆုံးပတ်လမ်းမှာ electron 1လုံး2လုံး3လုံးရှိတယ် conduction band ရှိတယ်ဟုတ်လား conduction band နဲ့ဒီ valence channel ကသူကနီးလေးဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာ battery နဲ့ချိတ်ဆက်လိုက်မယ်ဆိုတော့အဲ့ထက်မှရှိတဲ့ electron တွေ energy ရလာပြီးတော့ဘေးကိုအပြင်ထွက်ရှင်းနေပြန်ဝင်ခြင်းနေဆိုရပဲလက်စစ်စီကူခြင်းလုံးနိုင်တယ်ပေါ့နော်အဲ့ပြီးတော့ semiconductor တွေက pure silicon ပေါ့နော်ဥပမာအဖြစ်ပြ semiconductor လို့ပြောရင် silicon ပေါ့ pure silicon မှာဆိုလို့ရှိရင် no free electron လို့လည်းနေတဲ့ electron လုံးဝမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင်ငါတို့ဘာလုပ်လို့ရလဲပေါ့နော် dope အပင်သွင်းလို့ရတယ်ပေါ့နော်တခြားပစ္စည်းတွေနဲ့အပင်သွင်းလိုက်လို့ရတယ်ဒါဆိုရင်ဘာဖြစ်သွားမလဲကွန်တက်တွေပြောင်းလဲသွားမှာပေါ့ pure silicon ဆိုရင်လည်းစစ်မစည်းကူနိုင်ဘူးဘာကြောင့် no free electron လေ dope အပင်သွင်းလိုက်မယ်ဆိုလို့ရှိရင်နော်free electron တွေရှိလာမယ် hole တွေရှိလာမယ် extra free electron တွေရှိလာမယ် extra pro တွေရှိလာမယ်ဒါကြောင့်မို့လဲစစ်စီကူနိုင်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် extra extra electron ရှိနေရင် p type လို့ခေါ်မယ်ဆိုတဲ့ဘေကဒီ pure silicon တွေကို electron တွေပို့လာအောင်လုပ်ထားမယ်ဆိုလို့ရှိရင်ဒီကောင် n type လို့ခေါ်မယ်lax electron ပေါ့နော် electron နဲအောင် LACK lax electron ကင်းမဲ့အောင်နော် electron ရော့အောင်လုပ်ထားမယ်ဆိုလို့ရှင်เนาะဒီဘက်က pure silicon လေးကို p type semiconductor လို့ခေါ်လို့ရတယ်ပေါ့နော်ဒါဆိုတိုင်းတစ်ခုဘယ်လိုလုပ်ထားလဲဒီမှာanode ဆိုတဲ့ခဲချောင်းလေးတစ်ခုရှိမယ် cathode ဆိုတဲ့ခဲချောင်းလေးတစ်ခုရှိမယ်ပြီးမှခဲပြားလေးတွေရှိမယ်ပေါ့နော်အဲဒီခဲပြားလေးမှာတစ်ဖက်မှာ p type ထည့်မယ်တစ်ဖက်မှာ n type ထည့်မယ်ပေါ့နော်ထည့်ပြီးတော့အပြင်မှာကျ rinsing လို့ခေါ်တဲ့ glue တွေ core တွေနော် core တွေနော်တိတ်တွေနဲ့ပတ်ထားတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံလေးဖြစ်လာတယ်ပေါ့ဒါတိုင်အောင်တစ်ခုရဲ့အရှိခံဖွဲ့စည်းပုံပဲပေါ့နော်ဒါဆိုလို့ရှိရင်direct ထိသွားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒီဘက်လေးကိုတစ်ဆိုင်လေးရှမ်းလိုက်ဒီမှာ pure ဒါလေးကိုဘာမှပေးမသွင်းရသေးဘူးလို့မြင်ကြည့်လိုက်နော်ဆိုရဲပဲဆီလီကိုအတန်းကြီးပဲလို့မြင်ကြည့်လိုက်ဒါဆိုလို့ရှိရင်ဒီထဲမှာ free electron လုံးဝမရှိဘူးအဲဒီ free electron မရှိတဲ့free electron ဘာကြောင့်လဲ silicon valence electron 4ပေးမှလည်း4အဲ့လေးဆိုတော့တစ်ဖက် covalent bonding လေးဖြစ်နေမှာပေါ့နော်ဟုတ်ပြီအဲ့ထဲကို valence electron 5လုံးရှိတဲ့ phosphorus ထည့်လိုက်မယ်ဆိုလို့ရှိရင် phosphorus ဒီ phosphorus လေးကိုတစ်လုံးလုံးကြည့်မယ်ဆိုရင်သူနဲ့ချဲဖို့အတွက်ဘေးမှာ silicon 4လုံးရှိတယ်တစ်လုံးစီရှယ်မယ်တို့ပေမဲ့သူ့မှာ5လုံးရှိနေတဲ့အတွက်ကြောင့်တစ်လုံးစီလွတ်နေမယ်ဒီမှာ phosphorus တစ်လုံးရှိမယ်ဆိုရင် electron တစ်လုံးလွတ်မယ်တစ်လုံးဆိုတစ်လုံးဒီလို phosphorus တွေအပင်သွင်းလိုက်မယ်ဆိုလို့ရှိရင်ဒီဘက် channel မှာ electron တွေများလာလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်silicon ကဆိုရင်ဖြင့်phosphorus ရဲ့နောက်ဆုံး5ခုမြောက် electron မလုံးဒါကြောင့်မို့electron တွေကဘာဖြစ်နေလဲဆိုရင်ဒီဘက် shell မှာဆိုရင် electron တွေပိုနေတဲ့ electron လေးရှိနေလိမ့်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုဒီဘက် shell ကြည့်ချင်းမယ်ဒီဘက် shell လည်းတူပဲเนาะငါတို့ဒီခါကျတော့ aluminum စသွင်းမယ် aluminum မှာဆိုရင် silicon valence electron 4ခုရှိတယ်aluminum ကျတော့ valence electron 3ခုပဲရှိတဲ့အတွက်ကြောင့် sharing လုပ်ကြမယ်ဟဲ့ဆိုလို့ရှိရင် aluminum ဘက်က sharing လုပ်နိုင်တဲ့electron ရေတော့ကတစ်လုံးရောနေလိမ့်မယ်ပေါ့နော်ဒါဆိုရင် electron သွင်းလိုက်တိုင်းမှာ electron တစ်လုံးရောနေတဲ့နေရာလေးပေါ်မယ် electron နှလုံးသွင်းမယ်ဆိုရင် electron ရောနေတဲ့နေရာနှစ်ခုပေါ်မယ်ပေါ့အဲ့လို electron ရောနေတဲ့နေရာကိုငါတို့ hole လို့ခေါ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် electron ရောနေတဲ့ hole လေးတွေများနေလို့ရှိရင် p type လို့ခေါ်မယ်နော် hole ဒီပါပဲလဲဆိုရင် positive ပဲလေနော်free electron တွေများနေတဲ့ဘက်ကိုကျတော့ n type လို့ခေါ်မယ်ဘာကြောင့်လဲ free electron တွေ negative ကိုနော်ဟုတ်ပြီအဲ့တော့အဲ့ဒီ p type နဲ့ n type ကိုရှေ့ဆက်လိုက်မယ်ဟေးဆိုလို့ရှိရင် hole ဒီအပါ electron ဒီအနှုတ်သူတို့ရှင်းဘာလုပ်ကြလဲဆိုရင်ဆွဲကက်ကြတယ်ပေါ့ဆွဲကက်ပြီးနေရာလဲတဲ့အခါမှာဒီနားလေးမှာဘာလေးပေါ်လာလဲဆိုလို့ရှိရင် depletion region လို့ခေါ်တယ်လျှက်စစ်ကင်မဲ့နေရာလေးတစ်ခုချက်ပြက်လိုက်ရပါတော့နော်လျှက်စစ်ကင်မဲ့နေရာလေးတစ်ခုလို့ဖြစ်လာတယ်ပေါ့
depletion region ပြတ်သုံးလေရပေါ့နော်ဘာကြောင့်ပြတ်သုံးလေရလို့ပြောလဲဆိုရင်ဒီဘက်မှာရှိတဲ့ electron နဲ့ hole နဲ့ပေါင်းမိပြီးတော့ neutral ဖြစ်သွားတဲ့အတွက်ကြောင့် depletion လေရပြတ်သုံးလေရပြတ်သုံးလွှာပေါ့နော်ချက်ပြတ်ဆုံးလို့လည်းခေါ်လို့ရချက်လို့ခေါ်ပါတော့အဲ့နားလေးမှာကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီဘက်က holy slightly positive ပဲ slightly negative ရှိမယ်အဲ့လိုအတားအဆီးနှစ်ခုရှိလာမယ်ဆိုလို့ရှိရင်သူတို့ကြားထဲမှာ electric field လေးရှိလာမယ်ပေါ့နော်အဲ့ဒီ electric field ဒီဘယ်လိုပြောမလဲဒီဘက်မှာရှိတဲ့ hole တွေဟိုဘက်ကလည်းဆက်မြေသွားဒီဘက်မှာရှိတဲ့ electron တွေဒီဘက်ကလည်းမရွေ့အောင်ဘာလုပ်ပေးထားလဲထိန်းပေးထားတယ်ပေါ့ barrier အတားအဆီးတစ်ခုနေလှုပ်ဆောင်တယ်ပေါ့နော်ဒါကလည်း p type နဲ့ n type b type ဘက်ကိုကျတော့ battery အပေါင်းနဲ့ဆက်မယ် n type ဘက်ကိုကျတော့ battery အနှုတ်နဲ့ဆက်မယ်ဆိုလို့ရှိရင် electron လေးတွေကဒီဘက်ကိုစီးသွားမယ်ပေါ့နော်စီးသွားမယ်ဒါ forward bias ပေါ့ conductor အနေနဲ့လှုပ်ဆောင်တာဒါပေမဲ့ p type ဘက်ကို battery ရဲ့အနှုတ်ကြီးနဲ့ဆက်မယ်n type ဘက်ကို battery ရဲ့အပေါင်းနဲ့ဆက်မယ်နော်ကြောင်းမြိုင်ဆက်မယ်ဟေးဆိုလို့ရှိရင်ဒီဘက်ကအနှုတ်တွေဝင်လာမှဒီဘက်ကအပေါင်းတွေဒီဘက်ကိုဆွဲကပ်ပြမယ်ဒီကောင်ပို့ကြည့်ရအောင်ဒီဘက်ကအပေါင်းတွေဝင်လာဒီနှုတ်ကိုဒါကြောင့် depletion ratio လို့ခေါ်တယ်လျှက်စစ်ကင်းမဲ့တဲ့ဇုံကြီးကပို့ပြီးကျဲသွားမယ်ဒါကြောင့်မို့လဲစစ်စီကုန်းမှုမပြုနိုင် robust spiral မှာဆိုလို့ရှိရင်ဗီဒါဆိုရင် Zener diode ကိုငါတို့တွေဘယ်လိုမျိုးကိုစားပြုလဲဒီလိုပုံစံလေးနဲ့ကိုစားပြုရဲ arrow မြားလေးဒီ conventional current ရဲ့ direction ကိုစားပြုရဲပေါ့နော် current direction ကိုစားပြုရဲဒါဆိုလို့ရှိရင်ဒီ diode တစ်ခုရဲ့အလုပ်လုပ်ပုံကို IV graph လေးနဲ့ဖော်ပြလို့ရတယ်ဆိုတော့ဒီပဲသူ့ရဲ့diode လေးမှာ current နဲ့ voltage ကဘယ်လိုမျိုးပြောင်းလဲရှိလဲဆိုတော့ graph လေးနဲ့ဖော်ပြလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဘက်အပိုင်းဒီဘာအပိုင်းလဲဆိုလို့ရှိရင်ခုနလိုပဲ diode ကိုเนาะအပေါင်းနှုတ်မှန်မှန်ဆက်လိုက်တဲ့ forward bias တဲ့ conductor အနေနဲ့လှုပ်ဆောင်တဲ့အပိုင်းဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ပေါ်လေးနည်းနည်းပေးလိုက်မယ်ဆိုလို့ရှိရင် current စီစဉ်ခွင့်မပြုသေးဘူးဒါပေမဲ့သူဒီအဲ့ဒီ depression layer ရှက်ပြက်ဆောင်လို့ခေါ်တဲ့နေရာကိုကျော်နေရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုတန်ဖိုးကျော်လောင်ပေးလိုက်မယ်ဆိုရင်တော့ laser sequence မူကဘာဖြစ်သွားလဲဆိုလို့ရှိရင် maximum ဖြစ်သွားတယ်ပေါ့နော်ဒါ forever ဒါ reverse bias ဒီဘက် shiny rubber bias ကိုစားပြုတယ်ဒီဘက် rubber bias မှာဆိုလို့ရှိရင်နော် rubber bias ဆိုတာဒီ diode လေးကို battery နဲ့ပြောင်းပြန်ဆက်ထားတဲ့ကောင်ပြောတာကွာ insulator အနေနဲ့လှုပ်ဆောင်တာပြောတာဟုတ်ပြီတော့သူဒီအတိုင်းတစ်ခုထိတော့ပေးထားလဲဆိုလို့ရှိရင်body block ပဲပေးလျှက်စစ်စီကူမှုလုံးဝပြုမှာမဟုတ်လုံးဝတို့ပေမဲ့ရာဝတ္ထုတိုင်းမှာအတိုင်းတစ်ခုရှိတယ်အဲ့ထက်ကျော်လွန်သွားရင်တော့ဒီမှာရှိတဲ့ diode လေးဘာဖြစ်သွားမလဲဆိုရင်ပြတ်သွားပြီးတော့ current တွေအများကြီးစီးသွားမယ်ပေါ့နော်ဒါ diode ကအလုံးမလုံးတော့တဲ့အချိန်မှာ current တွေအများကြီးစီးသွားမယ်လို့ဆိုလို့တယ်ဒါဆိုလို့ရှိရင် diode ရဲ့ရွေချက်ကပါလဲ diode ရဲ့ရွေချက်ကငါတို့ရဲ့ circuit balance တွေမှာ direction လွဲပြီး direction ကိုထိန်းချုပ်ဖို့ပေါ့နော် direction ထိန်းချုပ်ဖို့ကာကွယ်ဖို့အတွက်အသုံးပြုနိုင်တယ်ပေါ့နော် direction ထိန်းချုပ်ဖို့ကာကွယ်ဖို့အသုံးပြုနိုင်တယ်ပေါ့နော်direction ကိုထိန်းချုပ်မယ်ဘယ်လိုနဲ့ရှင်းချုပ်မှာလဲ forward bias ဆက်လို့ရှိရင် laser sequence ပေးမယ် reverse bias ဆက်မယ်ဆိုရင် laser sequence ကိုမပေးဘူးပေါ့နော်ဒီမှာဆို battery ရဲ့အပေါင်းလေးရယ်နော်ဒီdiode ရဲ့အပေါင်းလေးရယ်ဆက်ထားတယ် battery ရဲ့နှုတ်လေးရယ်နော် real node လေးရယ် diode ရဲ့နှုတ်လေးရယ်ဆက်ထားတာ forward bias ဆိုတော့သူဒီ LED တော့မဟုတ်ဘူးね forward bias diode တိုင်း laser sequence တဲ့ပေါ့နော်ဆိုဒီဘက်ဒီမှာရှိတဲ့ LED ကို laser မတော်အောင်လုပ်ထားလို့ရတယ် direction ထိန်းချုပ်ထားတာပေါ့နော်တကယ်လို့ဒီ circuit မှာပဲနော်ဒီ circuit ပတ်လည်မှာပဲငါတို့ဒီမှာရှိတဲ့ diode လို့ပြောင်းပြန်လေးတက်လိုက်မယ်ဆိုဒီဘက်အပေါင်းရှိတဲ့ဘက်ကိုအနှုတ်နဲ့ဒီတော့diode ရဲ့diode ရဲ့နှုတ်နဲ့ဆက်မယ်အနှုတ်ရှိတဲ့ဘက်ကိုအပေါင်းနဲ့ဆက်လိုက်မယ်ပြောင်းပြန်ပေးမယ်ပေါ့နော်ဒါဆိုရင် current လုံးဝမစီးဘူးဒါဆိုရင်ဒီမှာရှိတဲ့ LED လေးမီးလင်းသွားမယ်ပေါ့နော်resistance များတဲ့ဘက်ကို current ဒီမီးရွေးရှေ့ပေါ့နော်ဒါပါပဲဒါဒီ diode အကြောင်းဖြစ်တယ်